အမေရိကန်နိုင်ငံမှာစီးပွားရေးကျဆင်းလာတာနဲ့အမျှသူစရိတ်မှုတွေစင်းရဲမွဲတေမှုတွေကမို့လို့ပေါ်လာခဲ့ပြီးအဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်အာဏာပိုင်တွေကတန်းစင်ပွဲနေ့ကိုပြုလုပ်ခဲ့ကြပါတယ်။တန်းစင်ပွဲနေ့ဆိုတာကတော့တနိုင်ငံလုံးအနှံ့လူသက်ပွဲကြီးကျင်းပတဲ့နေ့ပဲဖြစ်ပြီးအဲ့ဒီနေ့မှာဆိုရင်တော့လူတိုင်းကလူသက်သူစရိတ်မှုတွေကိုရဲအဖက်မခံရပဲလုပ်လို့ရပါတယ်။လူချမ်းသာတွေကတော့တူတို့ကိုတူတို့ငွေနဲ့အကာအကွယ်ယူကြပေမဲ့ဆင်းရဲတဲ့သူတွေအိမ်ချီရမဲ့တွေနဲ့တက်ကြီးပိုင်းတွေကတော့၎င်းတို့ရဲ့ပြစ်မှတ်တွေဖြစ်လာခဲ့ပါတယ်။တနည်းပြောရရင်တော့တန်းစင်တဲ့နေ့ဟာနိုင်ငံတော်ဝန်အကန့်အသတ်မရှိလူတက်နိုင်တဲ့လူမဆန်လို့နဲ့နေကြီးတနေ့ဖြစ်ပြီးအဲ့ဒီနေ့ကိုထောက်ခံခဲ့တဲ့သူကဂျိန်းဆိုတဲ့အမျိုးသားတဦးပဲဖြစ်ပါတယ်။ဂျိန်းဟာအိမ်တွေမှာတက်ဆင်ကြတဲ့လုံခြုံရေးစနစ်တွေကိုရောင်းချရင်းချမ်းသာလာသူပဲဖြစ်ကတီလိုတန်းစင်ပွဲနေ့တွေကြောင့်ပဲသူရဲ့ထုတ်ကုန်တွေကရောင်းရတဲ့အတွက်ထောက်ခံရခြင်းပဲဖြစ်ပါတယ်။ဂျိန်းမှာတော့ဇနီးဖြစ်သူမယ်ရီတမီကြီးဇိုဝီနဲ့သားဖြစ်သူချာလီတို့ရှိကပျော်ရွှင်စရာမိသားစုတစ်ခုကိုတည်ဆောက်ထားတာလည်းဖြစ်ပါတယ်။ဂျိန်းရဲ့သမီးဆိုဝီကတော့တူထက်အသက်ကြီးတဲ့ဟင်နရီဆိုတဲ့ရီးစားလည်းရှိပြီးဂျိန်းကတော့တူသမီးကိုဟင်နရီနဲ့သဘောမတူခဲ့ပါဘူး။သားဖြစ်သူချာလီကတော့အနေအေးတဲ့ကောင်လေးပဲဖြစ်ပြီးသူဟာတန်းစင်ပွဲလိုမျိုးနေ့ကိုလည်းဆက်ရှုပ်နေသူဖြစ်ပါတယ်။တရက်တော့တူတို့စောင့်မျှော်နေကြတဲ့တန်းစင်ပွဲနေ့ကိုရောက်ရှိလာခဲ့ပြီးအချိန်ကြာတာနဲ့အိမ်ပတ်ဝန်းကျင်ကိုလုံခြုံရေးစနစ်တွေနဲ့ပိတ်ချဖို့ပြင်ဆင်ထားခဲ့ကြပါတယ်။တန်းစင်ပွဲနေ့ရဲ့အချိန်ကာလကတော့ည9နာရီကနေမနက်9နာရီအထိပဲဖြစ်ကမကြခင်မှာအချက်ပေးတန်အကျယ်ကြီးနဲ့အတူလူမဆန်တဲ့တန်းစင်ပွဲလေးစတင်လာပါတော့တယ်။ဂျိန်းတို့မိသားစုကတော့လူချမ်းသာပတ်ဝန်းကျင်မှာလုံခြုံရေးစနစ်တွေအပြည့်နဲ့နေထိုင်ရတဲ့အတွက်ဒီလိုနေမျိုးနဲ့ပတ်သက်ပြီးတိတ်ပြီးစိုးရိမ်ပူပန်နေတာမျိုးမရှိခဲ့ကြပါဘူး။ဒါပေမဲ့ဇိုဝီနဲ့ချာလီကတော့ဒီလိုနေမျိုးကိုစိတ်ပြက်နေကြပြီးအထူးသဖြင့်ချာလီဟာသူ့အဖေထောက်ခံတဲ့ကိစ္စကိုတော့လက်မခံနိုင်ဖြစ်နေရပါတယ်။အိမ်ကိုလည်းလုံခြုံရေးစနစ်တွေအပြည့်နဲ့အကုန်ပိတ်ချပြီးပြီဆိုတော့ဇိုဝီတယောက်ကတော့သူ့အခန်းထဲကိုပြန်ပြီးအေးဆေးသွားနားနေပါတော့တယ်။ဇိုဝီအခန်းထဲမှာနားနေတော့လူတယောက်ကရုတ်တရက်ပေါ်လာခဲ့ပြီးဇိုဝီကိုအထိတ်တလန့်ဖြစ်သွားစေခဲ့ပါတယ်။ဒါပေမဲ့ထိုလူကတော့တခြားမဟုတ်ပဲဇိုဝီရဲ့ချစ်သူဟင်နရီပဲဖြစ်ပါတယ်။ဇိုဝီတို့မိသားစုညစာစားနေတဲ့အချိန်တုန်းကအခန်းထဲကိုခိုးဝင်လာခဲ့တာဖြစ်ပြီးဟင်နရီကဇိုဝီရဲ့အဖေဂျိန်းစ်နဲ့စကားပြောချင်နေတာလည်းဖြစ်ပါတယ်။ဟင်နရီဟာဇိုဝီနဲ့သူ့ကိုသဘောတူပေးဖို့ဂျိန်းကိုနားချနိုင်ဖို့ရာစူးနေတာပဲဖြစ်ပြီးဇိုဝီကတော့ပြဿနာမဖြစ်စေချင်လို့ဟင်နရီကိုတားဖို့စူးစမ်းပေမဲ့မရခဲ့ပါဘူး။အဲ့ဒီချိန်တစ်ဖက်မှာတော့အပြင်ကလူတယောက်ကဒဏ်ရာအနှဲငယ်နဲ့အတူဂျိန်းတို့ရဲ့ပတ်ဝန်းကျင်ကိုရောက်ရှိလာပြီးသူ့ကိုတန်းစင်တူတွေလက်ထဲကနေကယ်ပေးဖို့ရာတောင်းဆိုနေခဲ့ပါတယ်။ဒါကိုတော့ချာလီကတွေ့သွားခဲ့ပြီးသူဟာတနာတသက်စိတ်ကြောင့်ပဲထိုလူကိုကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒါကြောင့်ဂျိန်းတို့မတီးခင်အိမ်ရဲ့လုံခြုံရေးစနစ်တကားတွေကိုဖွင့်လိုက်ပြီးအပြင်ကလူကိုအိမ်ထဲဝင်ပုန်းဖို့လမ်းခေါ်ပါတော့တယ်။လုံခြုံရေးစနစ်ပွင့်သွားတာကိုတီးတဲ့ဂျိန်းတို့ကတော့အသက်အတန်ပဲချာလီစီကိုအပြေးသွားခဲ့ပေမဲ့ဟိုလူကတော့လူစိမ်းကိုတောင်အိမ်ထဲခေါ်သွင်းပြီးပြီဖြစ်ပါတယ်။တားဖြစ်သူရဲ့လောက်ရကြောင့်ဆွန့်အားသွားတဲ့ဂျိန်းကတော့ပါဆက်လို့ရမှမသိအောင်ဖြစ်သွားပြီးအဲ့ဒီအချိန်ကွက်တီးမှာပဲဟင်နရီဟာဂျိန်းနဲ့စကားပြောဖို့အပေါ်ကနေဆင်းလာခဲ့ပါတယ်။ဒါပေမဲ့အောက်ရောက်တော့လူစိမ်းတယောက်နဲ့အတူတနက်တွေကိန်ထားတဲ့မြင်ကွင်းကြောင့်အခြေအနေတွေဘယ်လိုဖြစ်လို့ဖြစ်သွားမှမသိပဲကမှုယူထိုးနဲ့ပြစ်ခတ်မှုတွေစတင်သွားပါတော့တယ်။ရုတ်တရက်ဖြစ်တဲ့ပြစ်ခတ်မှုကြောင့်ဟင်နရီရဲ့တန်ရာရသွားပြီးဆိုဝီကတော့သူ့ကိုအပေါ်ကနေအခန်းစီပြန်ဆွဲခေါ်သွားပါတော့တယ်။ဂျိန်းကတော့ဘာတန်ရာမှာတော့မရသွားပေမဲ့အခုနာအိမ်ထဲကိုရောက်လာလို့လူစိမ်းကတော့ပယ်ရောက်လို့ရောက်မှမသိဖြစ်သွားပါတော့တယ်။အိမ်ထဲကိုပယ်ကမှမသိတဲ့လူစိမ်းကရောက်နေပြီဆိုတော့မလုံခြုံတော့မှန်းတီးတဲ့ဂျိန်းဟာမယ်ရီနဲ့ချာလီတို့ကိုခေါ်ကလုံခြုံရေးအခန်းထဲတွားနေခိုင်းပါတယ်။သူကတော့အိမ်ထဲမှာတင်ပယ်ရောက်သွားမှမသိတဲ့သမီးကိုတွားပြန်ခေါ်ဖို့ရာအခန်းထဲကပြန်ထွက်သွားပြီးလိုက်ရှာပါတော့တယ်။အဲ့ဒီလိုနဲ့ပဲခြောက်ချားစရာအိမ်တွင်းအတူတူပုံပွဲကစတင်လာခဲ့ပြီးပယ်ကာမှမတည်တဲ့လူစိမ်းနဲ့အတူတန်းစင်ပွဲနေ့မှာတအိမ်ထဲအတူရှိနေတဲ့ခန်းစားချက်ကသူတို့ကိုလွှမ်းမိုးသွားပါတော့တယ်။ဂျိန်းကတော့အိမ်ထဲမှာပုန်းနေတဲ့လူစိမ်းကိုလည်းမျက်ခြေမပြတ်တတိထားရင်ဇိုဝီကိုလည်းလိုက်ရှာရပါတယ်။
သူလိုက်ရှာနေတဲ့ဆိုဝီကတော့ဒနက်မှန်ပြီးမျက်စိရှိမှတင်တိတ်သွားတဲ့ချစ်သူကြောင့်ကြောင်6ချားတုံလုံးနေပြီးမယ်ရီတို့ရှိရာနေရာစီရောက်လာခဲ့ပါတယ်။မယ်ရီကလည်းတုံလုံးနေတဲ့သမီးကိုဖြောင်းဖျားဖို့စူးစမ်းပေမဲ့လည်းမအောင်မြင်ပဲအဲ့လိုဖြစ်နေတဲ့အချိန်မှာပဲသူတို့အိမ်အပြင်ဘက်ကိုတော့မျက်နှာဖုံးနဲ့လူတစုကရောက်ရှိလာခဲ့ပါတယ်။ထိုလူတွေကတော့တန်းစင်ပွဲနေရဲ့အမဲလိုက်သူတွေဖြစ်ပြီးတနည်းအားဖြင့်ပြောရရင်တော့တန်းစင်ပေးတဲ့သူတွေတရဝင်းလူတက်သမားတွေပဲဖြစ်ပါတယ်။ကျင်းတို့ရဲ့အိမ်မှာရှိနေတဲ့လူစိမ်းကသူတို့တန်းစင်ပွဲကနေထွက်ပြေးလာခဲ့သူပဲဖြစ်ပြီးထိုလူကိုပြန်ခေါ်ဖို့ရကျင်းတို့စီရောက်လာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအဖွဲထက်ကခေါင်းဆောင်ကတော့အိမ်ရှိကင်မရာကနေသစင်ကျင်းတို့ကို message တစ်ခုပေးပို့ခဲ့ပါတယ်။အဲ့ဒါကတော့သူတို့အနေနဲ့ထွက်ပြေးရတဲ့တယောက်ကိုအသက်ရှင်လက်ပြန်လို့ခြင်းနဲ့ကျင်းတို့အိမ်ကိုဖောက်တွင်းပေးခဲ့တဲ့အဖွဲကလည်းမကြခင်ရောက်လာလိမ့်မယ်။အဲ့ဒီမတိုင်ခင်အိမ်ထဲကလူကိုထုတ်ပေးရမယ်။မလုံနိုင်ရင်တော့ကျင်းတို့တမိသားစုလုံးပါတန်းစင်ချင်းခံရလိမ့်မယ်ဆိုတဲ့ message ပါပဲ။ဒီလို message မျိုးကို AC ပြောပြီးမျက်နှာဖုံးစုတန်းစင်သူတွေအဖွဲဟာကျင်းတို့ရဲ့အိမ်နာတဝိုင်းမှာတက်ဆွဲထားသွားတော့တယ်။ဒါအပြင်ကနေတအိမ်လုံးကိုလည်းမိဖြတ်လိုက်တာကြောင့်ကျင်းတယောက်ခမမောင်ကြီးမဲကြီးထဲမှာလူစိမ်းရှာဖွေရေးကိစ္စကစတင်ရပြန်ပါတော့တယ်။မောင်မဲနေတဲ့အိမ်ထဲမှာပယ်နာပုံလို့ပုံနေမှမတည်တဲ့လူစိမ်းကိုလိုက်ရှာနေပေမဲ့နံရံပေါ်ကပေးနေတဲ့သွေးစားတွေကလွဲလို့အရေးအယောင်တောင်မတွေ့ရသေးပါဘူး။ကျင်းလိုမျိုးအမေရိကလည်းအိမ်အနှံ့လိုက်ရှာပေးနေပြီးရုတ်တရက်အိမ်အပြင်ကနေနံရံကိုထူရိုက်နေတဲ့အတန်တွေကြောင့်ထိတ်လန့်ရပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲချာလီကတော့သူ့ရဲ့စောင်းကြီးရဲ့အယုတ်လေးကိုအဝေးကနေထိန်းချုပ်ကလူစိမ်းရှိလောင်းမဲ့နေရာတွေကိုလိုက်ရှာရင်ဆိုဖာနောက်မှာပုံနေတဲ့လူစိမ်းကိုပဲရှာတွေ့သွားပါတော့တယ်။တမိသားစုလုံးမှာအကျဉ်းသက်ဆုံးပြီးချာလီကတော့ထိုလူကိုရအောင်ကူညီကအိမ်ထဲမှာလုံခြုံနဲ့ပုံလို့ရမယ့်နေရာတစ်ခုစီလမ်းညွှန်ပေးလိုက်ပါတယ်။အဲ့နေရာကတော့အဝတ်ပြီးတော့တခုပဲဖြစ်ပြီးမယ်ရီကတော့တူသားကသူတို့ရှာနေတဲ့သူကိုထွက်ပေးထားတယ်ဆိုတာကိုမသိပဲထိုလူပုံနေတဲ့နေရာစီရောက်လာပါတော့တယ်ထိုလူစိမ့်ကတော့မယ်ရီစီမှာအမိခံရတော့မဲ့ဆဲဆဲမှာပဲကန်ကောင်းထောက်မစွာနဲ့ကက်တီလေးလွတ်သွားခဲ့ပါတယ်အဲ့ဒီအချိန်ကျင်းကိုတော့တန်းစင်ဘေးသူတွေရဲ့အဖွဲရဲ့ခေါင်းဆောင်ကအိမ်ရှိတကားပေါက်စီစကားပြောဖို့လမ်းခေါ်လိုက်ပါတယ်ခေါင်းဆောင်ပြောတာကတော့မကြခင်မှာပဲဂျိန်းတို့အိမ်ထဲကိုတူတိုးဖောက်ဝင်တော့မှဖြစ်ပြီးအဲ့ဒီမတိုင်ခင်တူတိုးလို့ချင်တဲ့သူကိုအပြင်ကိုရအောင်ထုတ်ပေးဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်ဂျိန်းလည်းအခုချိန်မှာသူမိသားစုအတွက်စိတ်ကိုအသက်နိုင်ဆုံးတင်ထားခဲ့ပါတယ်။ဒါပေမဲ့လည်းအိမ်အပေါ်ထက်ကိုတက်ရှာတဲ့အခါဟိုကတူတင်လက်ဦးမှုရယူပြီးဆိုဝီကိုတနက်နဲ့ထောက်ကဂျိန်းကိုချိန်ထောက်ထားပါတယ်။ဂျိန်းလည်းဆိုဝီကိုလူစိမ့်လက်ထဲကနေပြန်ခဲ့ဖို့ကြိုးစားနေတော့အနောက်ကနေမယ်ရီလည်းရောက်ရှိလာခဲ့ပါတယ်။တူမဟာတမိဖြစ်သူကိုကဲတင်ဖို့လူစိမ့်ကိုတနက်နဲ့ပြစ်မယ်လုပ်နေတော့ဟိုကတိပြီးဝရုံတုံးကားဖြစ်သွားကဆိုဝီခမရတော့ခေါင်းနဲ့ခုံနဲ့ဆောင်းပြီးတတိမိသွားခဲ့ပါတယ်။ဒါပေမဲ့ဂျိန်းကတော့လူစိမ့်ကိုအဲ့ဒီနေရာမှာတင်ဖမ်းမိခဲ့ပြီးဂျိုးတွေတိတ်တွေနဲ့ချီကအပြင်ကိုထုတ်ပေးဖို့ပြင်ဆင်ပါတော့တယ်။အသက်ရှင်တန်လို့စိတ်ပြင်းပြနေတဲ့လူစိမ့်ခမမှာတော့အတင်းရုန်းကန်နေပြီးဂျိန်းနဲ့မယ်ရီကလည်းသူ့ကိုမနဲ့ထိန်းထားရပါတယ်။ဘယ်လိုမှထိန်းမရတော့လောက်အောင်ညှိန်သွားအောင်ကိုဂျိန်းကမယ်ရီကိုလူစိမ့်ရဲ့ပိတ်ပေါ်အနာမှာအချွန်တစ်ခုနဲ့ဖိချဖြစ်ဖို့ပြောလိုက်ပါတယ်။ရက်စလွန်းရကြားလို့ဘေးမှာရှိတဲ့တားဖြစ်သူချာလီကတားတာတောင်မယ်ရီကနားမထောင်ပဲသူယောက်ျားပြောသလိုပဲလူစိမ့်ရဲ့တန်ရာကိုအချွန်တစ်ခုနဲ့ဖိချကငြိမ်အောင်လှုပ်လိုက်နိုင်ပါတယ်။တန်ရာကအနာကြောင့်မချီမဆန်းခံစားနေရတဲ့လူစိမ့်ခမများမှာတော့တူတိုးပြူတမြနှုယုံပဲရှိပြီးတာကိုမြင်နေရတဲ့မယ်ရီမှာတော့တခုခုမားနေပြီဆိုတာကိုခံစားနေခဲ့ရပါတယ်။လူတယောက်ရဲ့အသက်ကိုကာကွယ်ပေးရမယ့်အစားကိုယ့်ရဲ့အသားအတွက်တခြားသူရဲ့နာကျင်မှုကိုတောင်အလေးမထားနိုင်တော့တဲ့ဂျင်းရဲ့ပုံစံကိုလည်းမယ်ရီအပါအဝင်ကလေးနှစ်ယောက်စလုံးကိုစိတ်ပြက်သွားစေခဲ့ပါတယ်။အထူးသဖြင့်ချာလီမှာတားမယာစီးမယာဖြစ်နေတဲ့အခြေအနေကိုစိတ်ပြက်ကအဲ့ဒီနေရာကနေထွက်သွားတဲ့အတွက်မယ်ရီမှာလည်းချာလီရဲ့နောက်ကိုလိုက်သွားပါတော့တယ်။ခုနကတတိမိသွားတဲ့ဆိုဝီကလည်းတတိပြန်ရလာခဲ့ပြီးတူမလည်းတခြားမိသားစုဝင်တွေနဲ့အတူဂျိန်းအပေါ်ကိုနားမလဲနိုင်ဖြစ်သွားခဲ့ပါတော့တယ်။ဒီလိုအခြေအနေကိုမြင်လိုက်ရတဲ့လူစိမ့်ကတော့သူ့ကိုတန်းစင်ဘေးတူတွေရဲ့လက်ထဲကိုပဲပြန်ထည့်ပေးလိုက်ဖို့သဘောတူလိုက်ပြီးကလေးတွေကိုသာကယ်ဖို့ဂျိန်းကိုပြောလိုက်ပါတယ်။
ဒီတဲ့ချိန်မှာတော့တူလုံရဲ့ကြီးကမာရွေးနေတဲ့ဆိုတာကိုသဘောပေါက်သွားတဲ့ကျင်းဟာအပြစ်မရှိတဲ့သူကိုအတိခံခိုင်းတာထက်အတူတူတိုက်ခိုက်ကြဖို့နီလန်းကိုသာရွေးချယ်လိုက်ပါတယ်ဒီလိုအတိတရားဝင်လာတဲ့အချိန်မှာပဲအပြင်ဖက်ကအဖွဲတွေကလည်းတကားတွေကိုဖျက်ဆီးကဂျိန်းတို့ရဲ့အိမ်ထဲကိုလက်နက်တွေကိုစီနယ်ဝင်ရောက်လာပါတော့တယ်အရေးပေါ်အခြေအနေကိုရောက်နေပြီဖြစ်တဲ့အတွက်ဂျိန်းကလည်းကလေးတွေကိုလုံခြုံတဲ့နေရာမှာပုံခိန်ကမယ်ရီနဲ့တူကတော့မိသားစုနဲ့အိမ်အတွက်ပြန်လည်ခုခံတိုက်ခိုက်ဖို့အသုံးပြုမဲ့လက်နက်တွေကိုရွေးပါတော့တယ်အကုန်လုံးကအသက်အတန်ဖြစ်နေတဲ့အခြေအနေထိကိုရောက်လာကြပြီတန်းစင်ပေးတဲ့အဖွဲကလည်းပဒင်းမှန်ပေါက်တွေရိုက်ခွဲအိမ်ထဲမှာလည်းတွေးကြလက်ပစ်တဲ့အထီကိုတောင်းတန်းလာပါတော့တယ်အခုချိန်မှာဒူတို့အတွက်ဂိုးတစ်ခုကအိမ်ထဲကတွေးရလူကိုတက်ဖြစ်ဖို့ပဲဖြစ်ပြီးအိမ်သားတွေအကုန်လုံးကတော့နေရအနက်မှာအထိတ်တလန့်နဲ့ပုံအောင်နေရပါတော့တယ်အဲ့လိုဘုံနေတဲ့ကြားထဲကမှချာလီကတော့နစ်နာဖုံးစွတ်တွေရဲ့ဖန်စီတာကိုခံလဲရပြီးအသေးအတန်အော်ဟစ်ကထွက်ပြေးပြီးမဲ့ပြေးမလွတ်ခဲ့ပါဘူးချာလီတယောက်သူတို့လက်ချက်နဲ့ပဲစမုံ300ရတော့မဲ့အချိန်မှာဂျိန်းကအချိန်မီရောက်ရှိလာကအန်ဒီရဲ့ဘေးနေတဲ့ကောင်ကိုတနက်နဲ့ပြစ်ပြီးတားဖြစ်သူကိုကာကွယ်ပေးလိုက်နိုင်ပါတယ်အဲ့ဒီနောက်ချာလီကိုလုံခြုံတဲ့နေရာတစ်ခုမှထားပေးခဲ့ပြီးသူကတော့မိသားစုဝင်တွေကိုအန်ဒီရဲ့ဘေးမဲ့တခြားနစ်နာဖုံးစွတ်တွေကိုလိမ့်လန်ရှာဖွေတိုက်ခိုက်ပါတော့တယ်မယ်ရီနဲ့ဇိုဝီကတော့ရန်သူလက်ထဲကနေလွတ်အောင်ပတ်ရှောင်နေရပြီးဇိုဝီဆိုရင်ကတင်အောင်မှာအသေးတထိတ်ထိတ်နဲ့ဝင်ပုံးနေရရှာတာပဲဖြစ်ပါတယ်ဒါတော့မိသွားဖို့လက်တကန်းအလိုကိုရောက်သွားပြီးသူလဲကံကောင်းလို့အမိမခံလိုက်ရတာဖြစ်ပါတယ်ရန်သူတွေနဲ့တိုက်ရိုက်တွေးနေရပြီဖြစ်တဲ့ဂျိမ်းကတော့အစွမ်းကုန်ခုခံတိုက်ခိုက်နေပြီးနှပန်းတွေလုံးတနက်တွေနဲ့ပြစ်ခတ်ကြတဲ့အထီကိုရောက်သွားခဲ့ပါတယ်ဂျိမ်းလဲစူးစားပန်းစားနဲ့ပဲသူ့ကိုလာရှုပ်တဲ့မျက်နှာဖုံးစွပ်အဖွဲတွေကိုရှင်းပြနိုင်လိုက်ပေမဲ့ကဲတော့အကောင်းမသွားခဲ့ရှာပါဘူးဘာကြောင့်လဲဆိုတော့ဂျိန်းကိုတန်းစင်တူတွေအဖွဲရဲ့ခေါင်းဆောင်ကိုယ်တိုင်ကဓာတ်နဲ့ထိုးပြီးကိစ္စရှော့ပေးလိုက်လို့ပဲဖြစ်ပါတယ်ဂျိန်းတယောက်ဓာတ်ထိုးချက်နဲ့အသေးအတန်ဖြစ်နေချိန်မယ်ရီကလည်းမျက်နှာဖုံးစွပ်တွေစီမှာအဖမ်းခံလိုက်ရပြီးအသက်ခံရလို့ဆဲဆဲမှာပဲပဲကားမမတီးတဲ့အဖွဲကရောက်လာပြီးမယ်ရီတို့ကိုတတ်မဲ့သူတွေကိုသူတို့ကိုယ်တိုင်ကပြန်တက်ပေးခဲ့ရပါတယ်မျက်နှာဖုံးစွပ်တွေလက်ထဲကနေလွန်မြောက်သွားတဲ့မယ်ရီကတော့ဂျိန်းစီအပြေးသွားကချာလီနဲ့အတူအသက်ငြိမ်နေပြီဖြစ်တဲ့ဂျိန်းရဲ့အနားမှာနေပေးလိုက်ပါတယ်ဒါကိုအဖွဲခေါင်းဆောင်ကမယ်ရီနဲ့ချာလီတို့ကိုပါအန်ဒီရဲ့ပြူးမယ်လှုပ်တဲ့အခါဇိုဝီကအချိန်မီရောက်လာပြီးသူ့အဖိုးကိုဓာတ်နဲ့ထိုးတဲ့သူကိုတနက်နဲ့ပြန်ပစ်ခဲ့ပါတယ်ဒီလိုနဲ့ဂျိန်းလဲသူချစ်ရတဲ့သူကာကွယ်ပေးခြင်းနဲ့မိသားစုဝင်တွေရဲ့လက်ထဲမှာနောက်ဆုံးထက်သက်ကိုရှူရှိုက်သွားရပါတော့တယ်ဂျိန်းကိုဆုံးရှုံးလိုက်ရပြီဖြစ်လို့တေချာတောင်ဝမ်းမနေနိုင်သေးပဲအချိန်မှာပဲမျက်နှာဖုံးစွပ်တွေကိုအပြတ်ရှင်းလိုက်တဲ့အဖွဲကလည်းရောက်လာပြီးထို့အဖွဲကတော့မယ်ရီတို့ရဲ့အိမ်နီးချင်းတွေပဲဖြစ်ပါတယ်မယ်ရီကတော့ခုနကသူ့အသက်ကိုကယ်တင်ပေးလိုက်လို့ကျေးဇူးတွေတင်နေပေမဲ့တကယ်တမ်းကျမယ်ရီတို့ကိုလာကူညီတာမဟုတ်ပဲသူတို့ကိုယ်တိုင်ကလာပြီးလှုပ်ကြံတာပဲဖြစ်ပါတယ်ဆိုလိုချင်တာကတော့အိမ်ဒီနာချင်းတွေကဂျိန်းရဲ့ချမ်းသာမှုနဲ့လုပ်ငန်းအပေါ်မနာလို့ဖြစ်နေတဲ့အတွက်ဂျိန်းရဲ့မိသားစုကိုသူတို့ကိုယ်တိုင်ပဲတတ်ဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်အခုအချိန်မှာလဲမယ်ရီတို့တားအမိ3ယောက်လုံးကိုကျိုးနဲ့တုတ်ကတန်ဆင်ပွဲတော်ကိုစားတင်ကြပြီးမယ်ရီဘယ်လောက်သားအရာမဝင်ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီအချိန်မှာပဲအိမ်နီးချင်းအဖွဲရဲ့အနောက်ကိုဂျိန်းတို့အိမ်မှာရှိနေပြီးသားဖြစ်တဲ့လူစိမ်းကောင်ကရောက်လာပြီးတနက်နဲ့ချိန်ကမယ်ရီတို့ကိုပြန်လွတ်ခိုင်းခဲ့ပါတယ်ဒီလိုနဲ့အခြေအနေတွေကမျက်စိတမဲအတွင်းပြောင်းပြန်ဖြစ်သွားခဲ့ပြီးဒီတစ်ချိန်အနေရသူတွေကတော့မယ်ရီတို့ပဲဖြစ်ပါတယ်ဒါပေမဲ့လူသက်အသားကိုယွမုံနေပုံရတဲ့မယ်ရီကတော့သူတို့ကိုလှုပ်ကြံဖို့ကြိုးစားတယ်အိမ်နီးချင်းတွေကိုဘာအန်ဒီရဲ့မှမပြူပဲငိမ့်ချမ်းရေးကိုပဲယူကအကုန်လုံးကိုသူ့အိမ်မှာပဲမနေ့9နာရီထိုးတဲ့အထိနေခိုင်းလိုက်ပါတယ်9နာရီထိုးတဲ့အချိန်မှာတော့တန်းစင်ပွဲညာရဲ့အဆုံးသက်ကိုဖော်ပြတဲ့အချက်ပေးတန်တွေဟာတမျိုးလုံးမှာဟိမ့်ထွက်လာပြီးအကျဉ်းတန်တဲ့တညာတာလည်းကုံဆုံးသွားခဲ့ပါတော့တယ်အဲ့ဒီအချက်ပေးတန်ကြားတာနဲ့မယ်ရီလန်ချက်ချင်းပဲသူ့ရဲ့စိတ်ပျက်စရာအိမ်နီးချင်းအဖွဲကိုအိမ်ထဲကနေနင့်လွတ်လိုက်ပါတော့တယ်ဒီလိုနဲ့ရုပ်ရှင်ရဲ့အဆုံးသတ်မှာတော့မယ်ရီဇိုဝီနဲ့ချာလီတို့ဟာအသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့ဂျိန်းကတော့တည်ဆုံသွားခဲ့ပါတယ်လူစိမ်းကတော့မယ်ရီကိုကျေးဇူးတင်စကားပြောကသူတို့အိမ်ထဲကနေထွက်ခွာသွားခဲ့ပါတယ်စ
က်သိန်းဘိန်းမှာတော့မယ်ရီဟာတန်းစင်ပွဲနေဆိုတာတကယ်တမ်းမှာတော့လူချမ်းသာတွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုပြသတဲ့နေ့တစ်နေ့တာဖြစ်တယ်ဆိုတာကိုနားလည်သွားခဲ့ပါတယ်အဲ့လိုနားလည်ဖို့အတွက်လဲမယ်ရီပေးဆက်လိုက်ရတာဟာသူမရဲ့ခင်ပွန်းကျင်းဖြစ်ကြောင်းပြောရင်ဇလန်လေးလဲဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါတော့တယ်